ဖျားကြောင်းကနေထပ်ပြလာကြတဲ့ထရန်နက်ဖတ်ဒိုနီယာဟာဖျားတခင်ရဲ့ဖိတ်ခေါ်တဲ့နဲ့ရင်ထဲကတာမြစ်ထားတဲ့ချစ်စားမှာဘာရနတီရောက်နေကြပေါ်တယ်ဒီနေရာကငါတို့တက်မဟုတ်ဘူးဆိုရင်နှစ်ယောက်တူတူထပ်ပြေးကြအောင်လို့လည်းပြောပါတယ်ဗျာမောင်တူထဲမှာတယောက်ကိုတယောက်မိခိုးရင်သူတို့ရဲ့တွင်စိတ်ခံစားချက်တွေကိုစတင်ဖွင့်ဟလာခဲ့ပါတယ်ဗျာပြည့်ရှိတလို့ခံစားရပေမဲ့လည်းခုချိန်မှာတော့တူတူရှိနေုံနဲ့တင်လုံလောက်နေပြီဖြစ်ကြောင်းပြောပါတယ်တူမီဘော်ရီရဲ့တငယ်ချင်းဟောက်ဖြစ်တဲ့အန်ဒီလန်နဲ့လမ်းမမမျော်လို့ပဲနဲ့ဆုံခဲ့ပါတယ်အန်ဒီလန်ဟာမကတလင်းဟောက်မှာတူမီဘော်ရီနဲ့တူကြည်ပြင်းခဲ့တဲ့သူဖြစ်နေခဲ့ပါတယ်ဒီမှာလည်းငယ်စဉ်ကလေးကတကယ်မျိုးသမီးတယောက်ဖြစ်စဉ်ကလို့အဲ့ဒီလန်စင်ကိုဆုံးခွာခဲ့တဲ့သူပါတန်ကားထွက်ပြီးဖခင်တခင်ကငါ့ကိုချစ်ပေါမလားလို့တွေးဖူးခဲ့ပါတယ်ဒါပေမဲ့ခုတော့ငါကိုယ်တိုင်လည်းသူ့ကိုချစ်နေပေါ့ထရင်းမျိုးလုံးတွေကရင်းရောင်ကိုကြည့်ပြီးဒီမှာဖြစ်တန်ခဲ့ရတဲ့အသေးကပုံရောင်တွေကိုပြင်မြင်အောင်လာပါတယ်ကိုခန်းစားချက်မှန်ကိုကိုရိုးသားပါဒါဆိုရင်အားလုံးပိုကောင်းလာလိမ့်မယ်လို့ပြောပါတယ်ဒူမရဲ့စကားတွေကထရင်းရဲ့ပူလောင်နေတဲ့စိတ်ကိုများစီတက်တာရစေခဲ့ပါတယ်အဲဒီလည်းရဲ့ဘောကိုကြည့်ပြီးဒူနီယောလည်းတတိမပြောရှင်ခွင့်ရလိမ့်မယ်လို့မျှော်လင့်ချက်လေးတောက်ပလာခဲ့ပါတယ်နေ့ကျရင်ကောင်းကင်ပုံမှာငါတို့နှစ်ယောက်အတွက်နေရာရှိနေပါမှာနော်တဲ့ဟော်ဒီယိုမီဘိုရီရဲ့အုပ်ကုရှိမှာဝင်နေပူဆိုရင်တိတ်ကားနဲ့မဟော်ရအကြောင်းကိုဖွင့်ဟလာခဲ့ပါတော့တယ်ဗျာအဲဒီနောက်မှာတော့ဘကရောထရရဲ့မီဘိုရီအုပ်ကုရှိမှာတင်သူ့ကိုအသက်ထက်ဆုံးဆော့ဆော့ပါမယ်လို့ဂရီတစ်ခုပြီးခဲ့ပါတယ်ဒိုနီယာဟာဒီလက်ထံကနေဖခင်ဖြစ်ရဲ့တမချန်းစာကိုငွေဖြစ်လက်ခင်ရရှိခဲ့ပါတယ်ဖျားတခင်ကိုလည်းချလို့ရတယ်လို့ကိုလည်းတစ်ချိန်နဲ့မှချလို့ရတယ်ဆိုတဲ့ခွန်အားပြစ်စကားရည်နဲ့ဒုက္ခဆက်ခဲ့ကြပါတယ်ဗျာခုတစ်ခါမှတော့ဘရဲလိုက်ပြည်သူတို့ရေစုံဖြစ်တဲ့မိပြည်သူနဲ့တွေ့ဆုံဖို့ဘန်ကောက်ကိုလာခဲ့ပါတယ်ဒါပေမဲ့မထင်ထားတာကဘရဲမင်းအားကျင်းတောင်ထဲမှာပြည်လည်ကြခံနေရတဲ့စဉ်းစားတရားဖြစ်နေကြတာပါဘယ်ဟာအကြောင်းပေးရလို့ပဲအကြောင်းပြပြီးတော့ထံရက်ကိုတူမိနေမိတ်ဆက်ပေးခဲ့ပါတယ်ဗျာတကယ်တော့အမေဖြစ်သူကတာဖြစ်သူရဲ့ဘရဲပြစ်တွေကိုကိုစားဝင်ခဲ့ပြီးတောင်ကြခံနေရတာဖြစ်ကြောင်းဝန်နဲ့ပွေတိလိုက်ရပါတယ်အမေကဖျားတခင်တဲ့တာကိုပုချလာလို့မိကိုတို့ချိန်မှာတော့မဖြစ်ကဘွားတဲ့ပုချတယ်လို့မြေကြီးကြစီပြောပြပါတယ်ရှင်ရဲ့စပွဲမှုကြောင့်မဖြစ်သူမကြခင်မှာလွန်မြောက်တော့မယ့်ညောင်းလင်းချက်တိုင်ကောင်းတဲ့တစ်ခုကိုရရှိခဲ့ပါတယ်မင်းနလန်ခွဲပြင်းတော့ကသနာပူရီကိုပြင်သူတို့နေရဲ့ဆေးရမဲ့တက္ကသိုလ်ဘွားအကြောင်းကိုဆွေးနွေးပြခဲ့ကြပါတယ်ဗျာဘကပညာသင်စေမရှိလို့တန်ဝင်ဝမ်းဆောင်တက်ဖြစ်ပြီးတော့လှုပ်လှုပ်ဆင်ပေမဲ့တရကတော့ဘလောမှမတည်ဖြစ်နေခဲ့ပါတယ်ငါကမကတနေအိမ်တော်မှာကြီးပြင်းကြတာတောင်တခြားလမ်းကိုရမယ်ဆိုရင်ငါဘလို့မှမတည်တော့ဘူးလို့ပြောပါတယ်ည9နာရီကလမတ်တွေပြေကုန်တော့ကြောင့်သူတို့နေဟာမနေ့ပြန်မှာခီးဆက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဗျာအိမ်နောက်ကကိန်းကြီးကဇေဘဘီထူဆန်တဲ့မော်ဒယ်တစ်ခုမှတညတာသိခုဖို့ဝင်လာခဲ့ကြပါတော့တယ်ဒီကောင်ကြီးရဲ့အနာဂတ်ခီးလန်းကတော့ဘလို့ဆက်ဖြစ်မလဲဆိုတာကတော့ဗျာနေ့ပြန်ကိုမျိုးစင်ဖို့လို့ညီတော်ရင်မော်သူတွေမှာသူတို့ရဲ့ချစ်ကိုတီးပြပြီးတော့ချက်ချင်းဝင်ခံလိုက်ကြပါတော့တယ်ဗျာချိန်လေးကုန်လုံးသွားပြီးတဲ့နောက်မှာတော့တူနီယာဟာသူတို့ထပ်ပြေးခဲ့တဲ့စာတင်ကျောင်းကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်ဗျာဘကောင်းကွဲဆွသွားခဲ့တဲ့တူတို့ရဲ့လို့ရဟာမောင်းရင်းနေတလားလို့မြင်ကွန်းထုတ်တဲ့ခါမှာတော့ကျောင်းဖော်တော့မန်ကန်တဲ့ဘွားရဲ့လို့တိတ်တမရှိပါဘူးဗျာတခင်ကငါတို့ကိုအမြဲချစ်ခွင့်ပေးထားတယ်လို့မြင်ကြားခဲ့ပါတယ်ဗျာဒီကြားထဲမှာထန်တယောက်ရင်ထဲမှာပြည့်စစ်စိတ်တွေကိုမခံစားနိုင်တော့ပဲဘာသာရှိထူထောက်ပြီးတော့ပြည့်ပြည့်ချင်းပြုလုပ်ပါတော့တယ်ကျွန်တော်ဖះသက်ခင်ဘောတက်ဆက်ပေါင်းပြီးကျွန်တော်သိရင်ကောင်းကင်ဘုံမရောက်မှကြောက်တယ်လို့ငိုကြွေးခဲ့ပါတော့တယ်ဗျာသောကောထန်ရဲ့ခေါင်းကိုပုတ်ပြီးနှစ်သိမ့်ပြီးခဲ့ပါတယ်မင်းတက်ကထပ်ပြီးတော့ဖုန်းကြီးမွေးနိုင်တောင်ဖះသက်ခင်ကမြင်းထဲမှာရှိလို့ပြောပါတယ်ဒီကိုမျိုးခွန်းလို့လိုက်ပါထန်ရဒီဖြစ်တွေကိုတပွားလုံးထပ်ဖို့ထားဖို့မလိုပါဘူးလို့ပြောပါတယ်အတားချင်းမီလို့စမကောင်းဖြစ်နေတဲ့ထန်ရက်ကိုကြည့်ပြီးဘေကာဘက်ကလည်းစမကောင်းဖြစ်နေရှာပါတယ်ဗျာဒုနီယာဟာကိုစီရွေးဆက်ခဲ့တဲ့လမ်းကြောင်းပေါ်မှာပြည့်စုံစိတ်တွေတန်ရောစင်တွေနဲ့ရုံကက်နေခဲ့ကြရတာပါ။ယုံကြည်ခြင်းမျှော်လင့်ခြင်းနဲ့မြတ်တော်ဒီသုံးပါးထဲမှာမေတ္တာတည်ကြီးမြတ်ဆုံးဖြစ်၏တဲ့။နှစ်တော်ကြာဖြတ်တန်းပြီးတဲ့နောက်ထောင်နဲ့ဘရောရုပ်ကရခက်ခဲတဲ့တက္ကသိုလ်ဘဝကိုတူတူဖြတ်ကျော်နိုင်ခဲ့ပါပြီ။ဒုနီယာဟာဘလောက်ပဲပြင်းခက်ခဲပါစေစကလေးကလက်တွင်းပြုတ်ပဲတူတူရှိနေခဲ့ကြတာပါ။ဒီနေ့မှတော့သူတို့ရဲ့တငယ်ချင်းဟောင်းကိုနိုင်ရဲ့ဖုန်းတော်ကြီးတိတ်ခါတဲ့ချင်းခဏကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်ဗျာငယ်ချင်း၃ယောက်ပြန်လဲဆုံတွေ့ချိန်မှာတော့ရင်လိုပဲဖဖဖစားနိုင်ရင်ပျော်ရွှင်စရာကောင်းနေခဲ့တာပေါ့ဆောစောကွန်တို့ကတော့သူတို့နှစ်ယောက်ကိုပူချပါပြီးတော့ကျန်းကိုလည်းလဲပြန်လာခဲ့ပါလို့တိုက်တွန်းခဲ့ပါတယ်ဗျာထာရကကိုရီတူကျန်တဲ့ကအတိုင်းလူသားတို့ဟာမြတ်တမရှိပဲမရှင်တန်နိုင်ဘူးလို့တွေးတော်မိပါတယ်မြေသားရှိတဲ့နေရာတိုင်းမှာဖျားတခင်ရှိနေမှာပါလို့သူတို့ရဲ့ရင်တွေကတကယ်မှန်တရားကိုရှောက်ပွေတွေ့ရှိသွားခဲ့ပြီလို့ဆိုပါတယ်အရှိချိန်မှာတော့ဘဟာလို့တွေပြန်ပြီးအိမ်ပြန်လာကထာရရဲ့ရင်ခွဲထဲမှာဆွဲနေခဲ့ပြန်ပါတယ်ဗျာဘကတူဘွားရဲ့စိုးစိုးချင်းလေးမှာဒါရနဲ့ဆုံတွေ့ခွင့်ရခဲ့တာကိုဖျားတခင်ပေးတဲ့တကယ်အံ့ဩဖွယ်ရလို့သတ်မှတ်ထားလို့ပါမင်္ဂဖရဲ့တူဒီတော့ချစ်ဆုံးပဲမဟုတ်လားဆိုပြီးချစ်ချင်းကလေးကဝတ်တွေနန်းတွေနဲ့ချုံမြင်နေခဲ့ကြပါတယ်တရားကိုရီးယားဖွယ်ရင်တွေထွက်တဲ့အင်္ဂလိပ်တစ်လုံးမှာသူတို့ရဲ့ချစ်ကပါလေးကိုတိဆောက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဗျာကောင်းကင်ဘုံဆိုတာတကယ်ရှိရင်တော့မရှိတဲ့နေရာဆိုရင်ငါမသွားချင်ဘူးတဲ့ဗျာဘာသာရေးနဲ့စီကံတွေကြောကနေလုံမြောက်ပြီးစမတ်နဲ့ channel ရုပ်ကြည့်ခြင်းကိုရှောက်ဖွေတွေ့ရှိသွားကြပြီပဲဖြစ်ပါတယ်ဗျာဒီဇာလန်လေးကိုဒီမှာတင်မဲ့စက်သိမ်းပြီးတော့အဆုံးသတ်လိုက်ပါပြီခင်ဗျာ